နေ့ပြပြချင်တာကမောင်နှမတွေကြားကြတော့ချစ်လေးဖြစ်တာရှိရပေါ့အမေကအကုတ်ဆိုပို့တယ်ကိုဒီမှာဆိုကလေးရောက်ရှိတယ်မောင်နှမ4ယောက်ရှိအကို1ယောက်အမ2ယောက်ကိုငယ်ဆုံးဒါပေမဲ့ချွန်ညောင်းဝင်လိုက်ကိုဆိုပဲမှာပဲတော့အကြီးဆုံးလို့ပဲဖြစ်လာဒီတော့ကိုအငယ်ဆုံးမှာအမေချစ်လည်းအများကြီးခံရတယ်ဒါပေမဲ့မမဆိုအများနဲ့ပြောတယ်အကိုကအချစ်ဆုံးအမေကသူ့ဆိုရင်မချစ်ဘူးလို့မမအနေနဲ့ထင်တယ်တကယ်တော့ချစ်တယ်အမေကအကုန်လုံးချစ်တယ်ဒါပေမဲ့အချစ်တွေကတော့ထပ်တူကြအောင်မပေးနိုင်ကိုတိုင်းလည်းအဲ့လိုပဲလေကိုမတငယ်ချင်းတွေရှိတယ်ခင်တယ်ချစ်တယ်ဒါပေမဲ့တငယ်ချင်းတိုင်းကိုသူနဲ့အတူကိုတငယ်ချင်းဆိုငိမ့်ထေးနဲ့တူတဲ့ခင်မမှုအနည်းကိုမပေးနိုင်အနည်းနဲ့တူတဲ့ခင်မမှုငိမ့်ထေးကိုမပေးနိုင်ခွဲကြတာလားဆိုတော့လေခွဲကြတာတော့မဟုတ်ဘူးခွဲပြားနေတာအဲ့လိုပဲအမေကိုချစ်တဲ့အချစ်ကလည်းမမကိုချစ်တဲ့အချစ်နဲ့မတူမမကိုချစ်တဲ့အချစ်ကလည်းကိုချစ်တဲ့အချစ်နဲ့မတူအကိုချစ်တဲ့အချစ်ကလည်းအဲ့ဒါကိုဗတ်လိုက်တယ်ဆိုပြီးဖြစ်နေတာတငယ်ချင်းတွေကြာနောက်ပြီးကြတော့ကြောင်းနေတဲ့အေးရတော့ဆရာမတွေနဲ့ပေါ့ဆရာမတွေအဲ့လိုဆိုလဲဆရာမကသူ့ကိုပို့တယ်ကိုဆိုမပို့ဘူးဆိုအဲ့လိုတွေဖြစ်ကြတယ်တကယ်တော့သူတို့ရဲ့ရေစက်သူတို့ရဲ့စံသူတို့ရဲ့ခင်မမှုကြောင့်ခင်မမှုတွေကကွဲပြားသွားထပ်တူမကြနိုင်ဘူးသူ့ကိုရတဲ့ခင်မမှုမျိုးကိုကလိုချင်လို့မရအောင်ဘာလို့ဆိုတော့လူတွေအကုန်လုံးကမတူမောင်နှမ4ယောက်ရှင်းတာ4ယောက်စလုံးကမတူ2ယောက်ရှင်း2ယောက်စလုံးမတူကွဲပြားနေတာတွေကိုထပ်တူကြအောင်စူးစမ်းတဲ့အခါကိုယ်တွေပင်ပန်းအားကြောင့်မလို့အချစ်တွေကိုသူ့ကိုပေးတယ်လို့ကိုယ်လည်းအချစ်တွေထပ်တူမရချင်မှနဲ့တကယ်တော့ဆရာမတွေမိဘတွေဆိုတာထပ်တူကြအောင်မချစ်နိုင်တာတကယ်တော့ချစ်တယ်ခင်တယ်ဒါပေမဲ့ပွဲပြမှုတွေကတော့ရှိရပေါ့ကလေးတွေကိုလူတွေတော်တော်များချစ်တယ်ဒါပေမဲ့ကလေးတိုင်းကိုလူတိုင်းကမချစ်ဘူးတချို့ကလေးကဒီတိုင်းကြည့်နေကိုချစ်ဖို့ကောင်းတယ်တချို့ကလေးကချစ်ဖို့မကောင်းဘူးဒါသူတို့ရဲ့ဆန်သူတို့ရဲ့ရည်စဲနဲ့ပွဲပြမှုရရှိတယ်ပွဲပြနေတဲ့အရာတွေထပ်တူကြအောင်ကြိုးစားတဲ့အခါမင်းပင်ပန်းလေးဘိုင်ဘိုင်